ကဘာပေါ်မှာအသားအမဲဆုံးဒါမှမဟုတ်အနက်မောင်ဆုံးအသားရောင်ပိုင်ဆိုင်ထားတဲ့လူမျိုးတွေကဘယ်မှာနေထိုင်ကြသလဲဆိုတာသင်သိသလားအလဲပိုင်းနဲ့ရှေ့ပိုင်းဒေသတွေမှာအများဆုံးနေထိုင်ကြတဲ့ဒင်ကာလူမျိုးစုတွေပဲဖြစ်ပါတယ်အာဖရိကတိုက်တောင်ဆူဒန်နိုင်ငံမှာနေထိုင်ကြတဲ့ဒင်ကာလူမျိုးစုတွေကကဘာမှာအသားအမဲဆုံးလူမျိုးတွေအဖြစ်လူသိများပါတယ်ဒါတွေမကသေးပါဘူးသူတို့ကကဘာမှာရက်ရှည်ဆုံးလူမျိုးစုတွေထဲမှာလည်းပါဝင်နေတာပါသူတို့ရဲ့ပြင်းပြရန်က6ပေနီးပါးရှိပြီးအချို့ဆိုရင်9ပေကျော်ထိရှည်လျက်ကြပါတယ်။ဘာကြောင့်ဒီလောက်သားမဲရတာလဲဆိုရင်သူတို့နေထိုင်တဲ့ဒေသရဲ့ပြင်းထန်တဲ့နေအောင်ကြီးတန်ကနေကာကွယ်ဖို့အတွက်မယ်လနင်းလို့ခေါ်တဲ့ဓာတ်မျိုးကအသားရည်မှာအမြောင်များပါဝင်နေလို့ပဲဖြစ်ပါတယ်။ဒီအနက်မောင်ဆုံးအသားရောင်ဟာသူတို့ရဲ့အရေးပြားကင်ဆာနဲ့နေလောင်တန်ကနေသဘာဝအတိုင်းအကောင်းဆုံးကာကွယ်ပေးထားတာပါ။နောက်ထပ်ထူးခြားတာကတော့အာရှတိုင်းနဲ့အိုရှန်နီးယားဘက်မှာရှိတဲ့မယ်လနီရှန်လူမျိုးစုတွေပဲဖြစ်ပါတယ်။သူတို့ဟာအာဖရိကပြည်မှာအသားအမဲဆုံးလူမျိုးတွေဖြစ်ပြီးထူးထူးခြားခြားအသားမဲတဲ့သပင်ရွှေရောင်သဘာဝအတိုင်းပေါက်ဖွားလာတဲ့ကဘာတစ်ခုတည်းသောလူမျိုးစုတွေလည်းဖြစ်ပါတယ်။သင်ကဒါမျိုးအသားရောင်ပိုင်ဆိုင်ခြင်းတဲ့သူတယောက်ဆိုရင်ကွန်မန့်မှာမှန်ပေးသွားပါအာဖရိကကိုသွားမဲ့သူတွေကတင့်ကိုခေါ်ဆောင်သွားပါလိမ့်မယ်။